ကိုယ့်ရဲ့လုပ်ငန်းမှာအချိန်တွေငွေတွေအလဟတ်သက်ဖြစ်နေတာကဒီချက်၃ချက်ကြောင့်ဖြစ်နိုင်တယ်။ပြီးခဲ့တဲ့ဘက်ကကျွန်တော်လုပ်ငန်းရှင်တယောက်စီကိုသွားလှည့်ပြခဲ့တယ်ပေါ့နော်။အဲ့ဒီအချိန်မှာသူကဘောင်ချာတစ်ခုထုတ်ဖို့အတွက် Viber group ထဲမှာပြန်ချနေတာကို15မိနစ်လောက်ကြာတယ်ဆိုတာကိုကျွန်တော်သတိထားမိခဲ့တယ်။ဒါကမြန်မာနိုင်ငံရဲ့အယောင်းဝယ်လုပ်တဲ့လုပ်ငန်း80ရာခိုင်နှုန်းလောက်ကဒီပြဿနာကိုလက်တွေ့ခံစားနေရတာဖြစ်နိုင်ပါတယ်။ဆိုတော့နံပါတ်1အမှားပေါ့နော်။နံပါတ်1အမှားကဘာလဲဆိုတော့ order တွေကို chat ထဲမှာပဲမှတ်တာပေါ့နော်။ client နဲ့စကားပြောတဲ့ထဲမှာပဲမှတ်ထားတာပေါ့နော်။အဲ့အချိန်မှာ order ထုတ်ဖို့မေးနေတာဒါမှမဟုတ်တစ်ခါတလေမှာနှစ်ခါပို့မိတာမျိုးတောင်မှဖြစ်နိုင်တယ်ပေါ့နော်။ဒါအမှားနံပါတ်1ပေါ့။နောက်အမှားနံပါတ်2ပေါ့။အမှားနံပါတ်2ကဒီဘောင်ချာတွေကိုစာအုပ်တွေဒါမှမဟုတ်အိတ်သေးထဲမှာပဲလူကိုယ်တိုင်ရိုက်ထည့်တာပေါ့နော်။ဒီအချိန်မှာကဏန်းတွေကလိုသွားတာပူသွားတာမျိုးဖြစ်နိုင်တယ်ပေါ့နော်။အဲ့ဒီအချိန်မှာရလာတဲ့အဖြေလည်းမှန်မှာမဟုတ်တော့ဘူးပေါ့နော်။အဲ့အချိန်မှာအဲ့ဒီအမှားကြီးကိုဖောက်တယ်စီကိုပို့မိတဲ့အခါမှာသူတို့လည်းစိတ်ကြည်မှာမဟုတ်ဘူးပေါ့နော်။နောက်အမှားနံပါတ်3ပေါ့နော်။အမှားနံပါတ်3ကဘာလဲဆိုတော့အကျွေးကြံငွေတွေကိုကိုယ်တိုင်လိုက်ရှာနေရတာ။အဲ့တော့ဘယ်ဖောက်တယ်ကဘယ်လောက်ကြံတယ်လဲဆိုတာကိုစာအုပ်ထဲမှာပဲပြန်ရှာနေရတာဒါမှမဟုတ်ဒီ chat history အဟောင်းထဲမှာပဲပြန်ရှာနေရတာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်။အဲ့တော့အဲ့အတွက်အချိန်တွေအများကြီးပေးရတယ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့ဒီ3ချက်လုံးကို AI တွေသုံးပြီးတော့ဖုန်းလေးတစ်လုံးရှိအောင်နဲ့အလိုလျောက်ဖြစ်အောင်ကျွန်တော်တို့လုပ်ပေးကြတာတွေရှိပါတယ်အခုဆိုရင်သူတို့စီမှာဒီ order တွေကိုပြင်တဲ့အချိန်ပေါ့နော်ပြင်တဲ့အချိန်90ရာခိုင်နှုန်းလောက်တက်တာသွားတာကိုကျွန်တော်တို့တွေ့ခဲ့ရတယ်ဆိုတော့မိတ်ဆွေရဲ့လုပ်ငန်းမှာရောဒီလိုအမှားတွေနဲ့ကြုံနေရလား1လား2လားဒါမှမဟုတ်အကုန်လုံးလားမိတ်ဆွေရဲ့အမြင်ကိုလည်း comment မှာမျှဝေသွားပါအောင်